မင်္ဂလာပါကျေးဇူးတောင်းမှကျေးဇူးလိုက်ပါတယ်အတောင်းရဲ့ညီငယ်ညီမငယ်လေးများအတွက်ပုံမြင်ကဘာနားဆင်စရာကဏ္ဍလေးကိုတင်ဆက်ပေးခြင်းပါတယ်ဟောအတောင်းနေနဲ့တောင်းဆိုချင်တာကတော့ပုံမြင်စာအုပ်လေးတွေကိုဖတ်ပြရတဲ့အတွက်နားထောင်ပြီးမှလည်းစာအုပ်လေးတွေဝယ်ဖို့တိုက်တွန်းချင်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်ပုံမြင်လေးကတော့အနမ်းနဲ့အရေးပုံမြင်လေးဖြစ်ပါတယ်အနမ်းနဲ့အရေးရွာတွေမှာအင်မတန်ဆင်းရဲတဲ့လူငယ်လေးတစ်ယောက်ရှိတယ်သူ့မှာမိဘဆွေမျိုးလည်းမရှိဘူးကယောဂနဲ့ဆုံးမသွားခဲ့တယ်ဒါကြောင့်သူဟာရောက်ရပေါက်ရလျှောက်သွားရင်းနဲ့ကြောင်လေးတစ်ယောက်ကိုရောက်ခဲ့တယ်ပရိရွာမှာနေစရာကတော့ရွာပြင်မှာရှိတဲ့တင်ကိုတစ်ခုပေါ့ကွယ်စားစရာအဖြစ်ထင်းခွေရေခတ်ကြုံရကြပန်းလောက်ကင်စားတော့ရတဲ့ရတဲ့လောက်အားကလေးဟာသမင်းနှစ်နဲ့ကုန်တာပဲလူငယ်လေးဟာကောင်းကောင်းမကြမ်းမှာတော့တိတ်ပြီးတော့လဲပြင်းပြင်းမမမလုံးနိုင်ရှာဘူးမလုံးနိုင်တဲ့နေ့တွေမှာအစားအစာလည်းမစားရဘူးပေါ့ဒုက္ခမြဆေးဘိုးဝါကလည်းမတက်နိုင်မကြမ်းမာလို့လည်းဆေးကုဖို့ငွေမရှိဒါကြောင့်သူ့လူဘဝကြီးကသူ့အတွက်ပျော်စရာဆိုလို့ဘာမှမရှိဘူးပေါ့ကွယ်ဝတ်ထားတဲ့အဝတ်နဲ့ဆိုအယောင်ချင်းမရှိတဲ့ရေလဲလုံကြီးတစ်ထည်ပဲရှိတယ်နမီကတော့မောင်ချမ်းသာတယ်သူမိဘတွေရှိတော့ကတော့သူတို့သားလေးချမ်းချမ်းသာသာနေနိုင်ဖို့အတွက်မဲ့ခေါ်ထားတဲ့နာမည်ပေါ့ကွယ်မောင်ချမ်းသာဟာအင်မတန်ရောက်ရဲတင်းနေနိုင်တယ်ဒါသမျှနဲ့နေတတ်စားတတ်တယ်သူ့ကိုတနာတဲ့သူတွေရောရှိပါရဲ့အဲ့လူတွေဟာမောင်ချမ်းသာကိုအမြဲတမ်းကြွေးထားနိုင်ဘူးပေါ့ကွယ်ဒီနေ့မှာတော့မောင်ချမ်းသာဟာအင်တိန်မှာထင်းခွဲအလုပ်လုပ်ရတယ်ထင်းလုံးကြီးတွေအစိမ်နဲ့ပေါက်ပြီးထင်းလုံးချောင်းလေးအစင်ကြီးလုပ်ရတာပေါ့ဒီနေ့ကုန်မှငွေ9ကျပ်ပြန်တရွက်ပေးရတယ်အဲ့ဒီငွေ9ကျပ်ပြန်စက်ကူလေးကိုမောင်ချမ်းသာဟာပြစ်ပါအောင်ထုတ်ကန်ထားတယ်အဲ့ဒီငွေကိုဘာမှမဝယ်စားရမတုံးရပုံစားလေးထည့်လိုက်တယ်ဒီတစ်ခွက်တောင်းလိုက်တယ်ဒါကိုမြင်တော့အလုပ်ရှင်ကမင်းကြံငယ်တစ်ခဲထပ်ပေးလိုက်တယ်မောင်ချမ်းသာဟာဝမ်းသာအားရနဲ့မင်းကြံငယ်ကိုဖမ်းနဲ့ထုတ်ပြီးအကျော်ဆိုင်နဲ့မင်းမဝေးမှာစားတာပေါ့ကွယ်ခင်းမပါပဲမဲ့အကျော်နံကလေးရှုပြီးသမင်းစားရတော့မင်းညာပေါ့စားပြီးတော့သူ့ငွေ9ကျပ်တန်ကလေးကိုပုံစားလေးကထုတ်ကြည့်တယ်ငွေမသုံးရပဲသမင်းစားပြီးပြီလေအဲ့ဒီအကျော်ဆိုင်မိမကြီးကလောဘကြီးတယ်ဒါကြောင့်မောင်ချမ်းသာကြီးကငွေ9ကျပ်တန်ကိုမတရားလို့ကျင်တယ်ဒါကြောင့်အကျော်ဘိုး9ကျပ်တောင်းတဲ့မောင်ချမ်းသာကအကျော်မစားပဲအကျော်နဲ့သာစားမိကြောင်းရိုးတသားဝင်ခံတယ်အကျော်တွေကဒါဆိုသူ့အကျော်နဲ့စားတဲ့အတွက်ငွေ9ကျပ်ရထိုက်တယ်လို့ပြောတယ်ဒါနဲ့ပဲမောင်ချမ်းသာနဲ့အကျော်ပိုင်စင်ဟာအငင်းခုန်ဖြစ်ကြပါလေရောသူတို့ငင်းခုန်နေတဲ့နေရာကရရတရားစီရင်တဲ့နေရာနားမှာဆိုတော့အဲဒီကိစ္စကိုခွန်သမာတိလူကြီးကကြားနာဆုံးဖြတ်လိုက်တယ်မောင်ချမ်းသာတီကငွေ9ကျပ်တန်ကိုအကျော်ဘိုးပေးစီဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ငွေစက်ကူကိုနေရာမှာထောင်ပြီးအကျော်တွေကအရေးကိုယူစီတယ်မောင်ချမ်းသာဟာအနက်စားမိရဲ့အတွက်အကျော်တဲ့ဟာငွေစက်ကူရဲ့အရေးကိုရလိုက်တဲ့ကွယ်